မင်္ဂလာပါကျွန်တော်ကိုလင်းပါလုပ်ငန်းရှင်တယောက်အတွက်တန်ဖိုးအရှိဆုံးကအချိန်ဖြစ်တယ်လို့ content creator တယောက်အတွက်အခက်ခဲဆုံးကဒီနေ့ဘာတင်ရမလဲဆိုတာပါပဲဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Telegram group နဲ့ channel တွေကိုအတက်ဝင်လာစေမဲ့အလုပ်တွေကိုအလိုလျောက်တာဝန်ယူပေးမဲ့ ping assistant နဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ boss ကိုကျွန်တော်တို့ရဲ့ group နဲ့ channel တွေမှာ admin အဖြစ်ထည့်လိုက်ပြီဆိုရင်သူဘာတွေလုပ်နိုင်မလဲဆိုတာတစ်ချက်ကြည့်လိုက်အောင် customer တစ်တယောက်ဝင်လာတယ်အလိုလျောက်နှုတ်ဆက်စကားပြောပေးမယ်ပြီးတော့ group ထဲမှာ scan link တွေလာပို့တာမျိုးဆိုရင်လည်းကျွန်တော်တို့တားစရာမလိုပဲ boss ကချက်ချင်းဖြတ်ပေးပြီးတတိပေးသွားမှာပါနောက်ပြီး customer တွေမေးတဲ့မေးခွန်းတွေကိုကျွန်တော်တို့တင်ပေးထားတဲ့လုပ်ငန်းရဲ့ knowledge တွေအတိုင်းချက်ချင်းပြန်ဖြေပေးပါတယ်တကယ်လူတစ်ယောက်နဲ့စကားပြောနေရတယ်လို့မျိုးပါပဲ order တစ်ခုဝင်လာပြီဆိုရင် boss ရဲ့ account စီကိုအကြောင်းကြားစာချက်ချင်းပို့ပေးရဲဒါကြောင့်မို့ကျွန်တော်တို့ order တွေလွတ်သွားမှာကိုစိုးရိမ်စရာမလိုဘူးစရင်တွင်းကျင်နေဆိုလို့ရှိရင်လည်းလူကြီးဝက်3500